လာပါရှင်ထန်းစားမှုကတော့ကိုကငကိုရဲရင်ရွှေကြိုက်တယ်လေရွှေကြိုက်တယ်ပြီးတော့ဇွဲထက်ရွှေဆိုင်ကလည်းဒီနေ့အလှပဆုံးဒီဇိုင်းနေနဲ့နောက်ဆုံးမော်ဒီဇိုင်းတွေကိုပို့ပေးထားတဲ့အဆင်ပေးထားတဲ့အတွက်ကြောင့်မလို့ပို့ပြောရတာပေါ့နော်ဒီနေ့ကပထမဝတ်စုံခရမ်းဆွဲလေးလည်းကြိုက်တယ်အခုဝတ်တဲ့ရွှေဆိုရင်လည်းဝတ်ရတာလည်းတတဖြစ်တယ်ဒီဇိုင်းလေးဆိုရင်လည်းဒီမှာကြာပေါ့ကြာပန်းလေးနဲ့ခတ်ထားတယ်လက်စွပ်လေးလည်းကြာပန်းလေးတွေလက်ကောက်လေးရောပြီးတော့ဒီကလစ်လေးဆိုလဲကမာလေးပေါ့နော်ကမာလေးရေပေါ်မှာရှိနေတဲ့ကမာလေးပါမယ်ပြီးတော့ဒီမှာကြာပန်းလေးနဲ့ဆိုတော့ထွင်ထားတာလေးပေါ့နော်ဆိုတော့သဘောကျတယ်ဘို့လို့လဲရမ်းပုတ်ပါဖြစ်တယ်တော်တော်များများတော့ main ကလေးတော်တော်များများအတွက်တော့လက်ဝတ်ရည်နာသဘောကျမယ်ထင်တယ်နော်ရေးပါကြမယ်နဲ့တူတယ် kids ဆိုလဲကြိုက်တယ်လက်ဝတ်ရည်နာကြိုက်တယ်ပြီးတော့နဂတ်တို့လက်စွပ်တို့ကလည်းမပါမဖြစ်ပေါ့နော်ပြင်သွားရင်ပဲဖြစ်ဖြစ်ဆိုတော့အနည်းဆုံးကတော့နဂတ်လက်စွပ်ကတော့ဝတ်ဖြစ်တယ်ဆိုတော့လက်ဝတ်ရည်နာ main ကလေးတယောက်ရဲ့အလှပတော့ပို့ပြီးတော့ပိုပြည့်စုံသွားပန့်ပိုးပေးတဲ့ပစ္စည်းပေါ့နော်အဲ့လိုတော့ထင်ပါတယ်မြန်မာရဲ့နာလောကမှာဆိုင်ခွဲပေါင်း18ဆိုင်ဖွင့်ထားတဲ့အတွက်ကြောင့်မို့လို့အလွယ်တကူပေါ့နော်နီးစပ်ရာဆိုင်ခွဲတွေမှာလည်းဝယ်ယူလို့ရတယ် customer service ကလည်းအရန်ကောင်းတယ်လို့ကြားသိရတယ်ပြီးတော့design ဘိုင်းရော quality ဘိုင်းရောပြောစရာမလိုဘူးပေါ့နော်အကောင်းဆုံးနေဖန်တီးပေးတဲ့အတွက်ကြောင့်မို့လို့တခဲနဲ့အားပေးဖို့ရတယ်လို့ထင်ပါတယ်ရောင်းစေးဝယ်စေးမခွာတာရယ်နောက်ပြီးတော့ရွှေရည်ပြည့်တာရယ်ပြီးတော့ 18K ကိုလေးဆိုရင်ဒီဇိုင်းလေးဆိုရင်လည်းတော်တော်လေးအသစ်ဖြစ်တယ်အစမ်းသစ်တယ်ပေါ့နော်ဆိုတော့ပြီးတော့စိတ်တဲ့ပစ္စည်းတွေမှာဆိုလဲ Belgium စိတ်အဖြူအသက်တွေပဲတုံးထားတယ်လို့သိရပါတယ်အားလေးတော့ကြိုက်တဲ့ချက်လေးပေါ့နော်အမြင်ကတော့ကောင်းပါတယ်လူငယ်တွေအခုလိုမျိုးဥဆောင်တဲ့အတွက်ကြောင့်လည်းdesign ဘိုင်းကိုပြီးတော့ creation ဘိုင်းကိုပေါ့နော်အသစ်ဖြစ်တာပေါ့ quality ဘိုင်းလည်းစိတ်ချရတယ်လူငယ်တွေဥဆောင်တာလည်းလူငယ်တွေကိုလည်းလက်သွဲခေါ်တာကောင်းပါတယ်ဇွဲထက်ရဲ့ official Facebook page တွေကတော့ biggest branded quality first နဲ့ TikTok account တွေကတော့ဇွဲထက်ကို channel 1 channel 2 channel 3လို့ဖြစ်ပါတယ် account 3ခုကတော့ follower million တန်းချီရှိတဲ့ official account တွေပဲဖြစ်ပါတယ်ရှင်ဇွဲထက်ကကင်းတဲ့ဆိုရင်ကြော်ညာရိုက်ခဲ့တာလွန်ခဲ့တဲ့10နှစ်ကတည်းကရိုက်ခဲ့တာပေါ့နော်ဆိုတော့မကြလဲချိန်ပေါင်းများစွာတော့ကြော်ညာတွေလည်းရိုက်ခဲ့ပြီးquality ကလည်း quality first ဆိုတဲ့အတိုင်းပဲတကယ်ကိုထိတ်တန်း quality တွေနဲ့ရောင်းချပေးတဲ့ပစ္စည်းတွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်မကလည်းquality ရေသွေးမြင့်တဲ့ပစ္စည်းတွေကို customer စိတ်ကြိုက်ရောင်းချပေးနိုင်တဲ့ဆိုင်ဖြစ်ပြီးတော့အောင်မြင်မှုလည်းရရှိတည်တံ့အောင်မြင်ပါစေပြီးတော့ customer တွေလည်းကျေနပ်မှုပေးနိုင်တဲ့ဆိုင်ဖြစ်ပြီးတော့တကယ်ကိုဆိုင်ခွဲပေါင်းများစွာလည်းဖွင့်လှစ်နိုင်တဲ့ဆိုင်ခွဲတွေအများကြီးဖွင့်လှစ်နိုင်တဲ့ဇွဲထက်ပြန်လာဆိုင်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးတွေ့ဆွေးချမ်းရှိခဲ့ရင်စွန့်ပြေးပြီး